အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ Matrix College ရဲ့ International Partner အသစ်တူဖြစ်တဲ့ International Institute of Business Analysis IIB ဆိုတဲ့အဖွဲ့အစည်းလေးနဲ့မိတ်ဆက်ပေးပါရစေ IIB ကကနေဒါအခြေစိုက် International Certification Body တစ်ခုဖြစ်ပြီးတော့ဒီ Business Analysis Practice နဲ့ပဲမှာဆိုရင်တော့ဒီအကောင်းဆုံးအနေနဲ့ Gold Standard အဖြစ်နဲ့သတ်မှတ်ထားတဲ့ Professional Criteria တစ်ခုဖြစ်ပါတယ်အဲ့တော့ကမ္ဘာပေါ်မှာဆိုလဲနိုင်ငံပေါင်း160ကျော်က member ပေါင်း3000ကျော်နဲ့လည်ပတ်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ် Matrix College ကကျွန်တော်တို့2026ကနေစပြီးတော့ဒီ IIB အဖွဲ့အစည်းရဲ့ဒီ Academic Partner တူဖြစ်လာပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာပထမဦးဆုံးနဲ့တူတီးသောကိုယ်စားလှယ်လေးဖြစ်လာခဲ့ပါတယ်ကျွန်တော်တို့ Matrix College နဲ့ IIB တို့ပူးပေါင်းပြီးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ Business Analysis နဲ့ပဲမှာ Gold Standard အဖြစ်သတ်မှတ်ခံထားရတဲ့ဒီ Professional Certifications တွေကိုကျွန်တော်တို့မြန်မာနိုင်ငံသား Professional တွေအတွက်သူတို့ရဲ့ Work Experience တွေနဲ့ပူးပေါင်းပြီးတော့လေ့လာနိုင်အောင်ကျွန်တော်တို့ယူဆောင်လာခြင်းဖြစ်ပါတယ်အဲ့တော့ဒီ Partnership ဖွဲ့စည်းပြီးသွားတဲ့အခါမှာကျွန်တော်တို့အနေနဲ့ professionals တွေရာဆိုရင်ဒီ conceptual development ဘိုင်းတွေနောက်တစ်ခါကျတော့ဒီ career ဘိုင်းတွေမှာလည်းကမ္ဘာအကောင်းဆုံး practice တွေနဲ့အညီလေ့လာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ business analysis career ဘိုင်းကိုစတင်စိတ်ဝင်စားနေတဲ့သူတွေကျောင်းသူကျောင်းသားတွေအနေနဲ့စပြီးတော့ဒီ business analysis ကိုလေ့လာနိုင်မဲ့ entry certificate for business analysis ECB ကနေစပြီးတော့ကျွန်တော်တို့ဒီ application level မှာအသုံးချနိုင်တဲ့ certification of capability in business analysis CCBA အထိကိုကျွန်တော်တို့ဒါ exam preparation ဘိုင်းတွေကိုကျွန်တော်တို့လေ့လာနိုင်မှာဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ IIB ရဲ့တကယ် flagship program တစ်ခုဖြစ်တဲ့ဒီ professional title ဒီ CBAPS လို့ခေါ်တဲ့ Certified Business Analysis Professional ဆိုတဲ့ title ကိုပါလေ့လာနိုင်ဖို့အတွက်ကျွန်တော်တို့ယူဆောင်လာခဲ့ပါတယ်အဲ့တော့ဒီ program တွေကိုကျွန်တော်တို့ Matrix College မှာအကောင်းဆုံးသော pricing တွေနဲ့တက်ရောက်နိုင်မှာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ IIB ရဲ့ certification program ကဆိုရင်တော့ banking လောကပဲဖြစ်ဖြစ်ကျွန်တော်တို့ telecom တွေ technology consulting နဲ့ဒီ enterprise role တော်တော်များများမှာအရန်ကိုအသုံးဝင်တဲ့ဒီ professional title တွေဖြစ်တဲ့ဒီလက်တွေ့ professional career development ဘိုင်းမှာအရန်ကိုအရေးကြီးတဲ့ certification တွေဖြစ်လာပါတယ်အဲ့တော့ဒီ partnership ကနေရရှိလာတဲ့သတင်းကောင်းတစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံသား professional တွေက IIB certification ကိုဖြည့်ဆို့ခြင်းတဲ့အခါမှာဆိုရင်ကျွန်တော်တို့တခြားနိုင်ငံတွေမှာထက်သက်သာတဲ့ဒီဈေးနှုန်းတွေ exam registration membership fees တွေနဲ့တက်ရောက်နိုင်ကြောင်းကိုမြောက်စွာနဲ့ကြေညာပါရစေအဲ့တော့ကျွန်တော်တို့ဒီ Matrix College နဲ့ IIB တို့ရဲ့ပူးပေါင်းဖွင့်လှစ်ထားတဲ့ business analysis certification programs တွေကို Matrix College မှာလာရောက်တက်ရောက်နိုင်ဖို့အတွက်ကိုဖိတ်ခေါ်ပါရစေ